ရောက်တာတို့နှစ်သုံးကိုကြာပြီးအမေပညာအမွေအမေကပေးတယ်တနေ့တည်းမှသာပြောရတယ်ရွာနဲ့နေဝေးပြီမဲ့ဘဝရှိရင်တွေးလို့သာတကယ်တတိပညာရှာရင်အပေါင်းတင်တကယ်ကြီးများနဲ့ကစားခုံစားပြောပါကြတယ်တားတဘောကမှတကယ်အမေနဲ့ရွာကိုလွှမ်းတန်းတားတာကျွန်တော်မှနေရတယ်ရွာအချင်းဘယ်လိုပြောင်းမိရင်အိုးနေထိုင်ကောင်းပါစားကိုချွေတယ်ပြီးညမနေကြမင်းမဲ့ကျွန်တော်စိတ်ကရေဝေးပန်းတယ်အမေနဲ့ရွာလမ်းဆိုပြငယ်စဉ်ကဆရာတော်ကျောင်းမှာကကြီးအစအဆုံးစလုံးပေါင်းဘဝအဆုံးကားလေမိဘဆရာသမားများကတာအလှကိုပညာပြီးတဲ့ဘဝရှိရင်တွေပါရဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးပို့ပြေးကလွှားကရွာမှာပြောခဲ့တယ်အော်ခုဆိုမြို့ကိုရောက်တော့တက္ကသိုလ်အောင်မြင်နေတကယ်ကြီးများရဲ့အတူရင်ကျွဲဘုံဝင်ဆရာတွေအစီပေါ်ပြီမဲ့ကျွန်တော်ရင်မာနေချင်ပါနဲ့အမေနဲ့ရွာလွှမ်းကြီးချက်မြင်မှာအမေသားကဘဝရောက်လာလေအတွေ့အရောက်လဲစားမိုက်မှာကိုမရွယ်အချောအလှမရီကညာတွေအစည်းကြီးပေါ်ပြီမဲ့တာသမောကအလူပညာခင်တွေဧပြီရှင်အမေထံတို့ရဲ့ပညာဆုံးမှပြန်အမေရဲ့ကိုသိန်းတော်မြင့်ကြီးကိုရွာကိုပြန်လာရင်ကိုရွာကချီကျူးလောက်တဲ့လုပ်ငန်းတစ်ခုလုပ်ခဲ့ဟုတ်ကိုအလှူအတန်းပေးသွားပြီအဲ့ဒီကြတော့ရွာတွေကဘယ်လိုပြောတယ်မှလဲဘာပြောဩသိန်းတော်မြင့်တို့များနိုင်ငံခြားတော့အလှလူပတ်စံနေစုခဲ့ဆောင်းခဲ့လို့အလှူအတန်းပေးလိုက်တယ်အဲ့ဒါဘောတဲ့တရွာမပြောင်းသူကောင်းမဖြစ်ချီကျူးတာတရွာလုံးကချီကျူးတယ်ဟုတ်ကဲ့နိုင်ငံခြားတော့ပြီးအဖေကျုပ်စရိတ်မရှိဘူးပြန်ခြင်းနဲ့အဖေစရိတ်လန့်ဖို့အောင်ပြန်လာတော့လေဘယ်လိုလုပ်တယ်မှတော့အဲ့ထက်မှာအရက်ပလင်းကအပြည့်ကိုယ့်ရုပ်ကာယရွာတဲ့ဝင်လာခွေးတက်နေလို့နေအဲ့ဒါကြရွာတဲ့ကဘယ်လိုပြောတော့အဲ့ဒါဘောကွာတဲ့သိချင်းနဲ့ကြာတော်ပြောင်းဆိုစကားနှလုံးနေရနော်အဲ့တော့ကိုသိန်းစောမြင့်လို့လုပ်ကြသမ်းပါကိုမြပရင်ကြီးအမေစကားအဖေစကားနားထောင်ပြီးနေခဲ့လို့ယနေ့ထိအောင်သမင်းတလုံးမခက်ပါဘူးခင်ဗျာဟုတ်တယ်စီဝါကြီးလည်းအောင်မကြပါဘူးခင်ဗျာဟုတ်ပါမိဘစကားနားထောင်လိုက်ကြသမ်းပါနော်ဟုတ်တယ်ခုံမင်းယုံကြည်ချက်မြင်မှာအမေသားကဘဝကြောင်းနာလေအတွေ့ရောက်လဲစားမိုက်မှာကိုမရွယ်အချောအလှမရီကညာတွေစီပေါ်ပြီမဲ့သာသဘောကအနုပညာခင်တွေကျေးဇူးရှင်အမေထံတို့ရဲ့ပညာဆုံးမှပြန်မယ်မေကဲပညာလက်စုံတဲ့ကိုမြပရင်းကြီးဒီလူတီးပြမယ်ခင်ဗျာဟုတ်ဘဝအရွယ်ရွာမ
တငယ်ချင်းများနဲ့ကစားကြတဲ့အချိန်ကိုရောက်ရင်မပြောင်းရင်အမြဲလိုသာမှန်းစားရဲ့အဖေရှိတဲ့အခါကအားကိုရှင်ယူကြတော့မျက်ရည်စို့ကသာလူခေါ်ခဲ့တယ်အဲ့ဒါတွေတွေးမိနေရင်မြို့မှာအနေကပြီးမဲ့ကျွန်တော်စိတ်ကရင်ဝေးပါမယ်အမေနဲ့ရွာလုံးအမလေးအဖေတာဝန်ကြီးတယ်ဗျာဟုတ်တယ်သားတယောက်မွေးရင်လှူမဲกว่าသားတယောက်မွေးရင်လှူမဲกว่าသားအတွက်စားရပြီမစားရပဲကိုစုခဲ့တဲ့အဖေဟုတ်ပါအလှူကြီးပြီးခဲ့တယ်ဟုတ်တရွာလုံးလည်းတာရုဗျာကိုကမောင်ရှင်လောင်းမျက်ရည်ကြတာပေါ့ဩအဖေရှာခဲ့လို့အဖေလိမ်မာလို့ငါမောင်ရှင်လောင်းဝေးရလူနဲ့တူအောင်နေရအဖေမလိမ်မာပဲနဲ့မလူရတဲ့မောင်ကာလာသားတွေအများကြီးကလေးတွေအများကြီးပဲဒါကြောင့်တာအတွက်မစားရစားရပြီးလှူခဲ့တဲ့အဖေရှိတဲ့အခါကတားကိုရှင်ပြုကြတော့မျက်ရည်စုကတာရုခေါ်ခဲ့တယ်ဝမ်းချစ်စကြအဲ့ဒါတွေတွေးမိပြန်ရင်မြို့မှာအနေကျွမ်းပြီးမဲ့ကျွန်တော်စိတ်ကရေဝေးပါနေအမိနဲ့ရွာလုံးကဲတချင်းအတကနာတီးတာတကနာပေါ့တီးလုံးကိုကျွန်တော်အဖျက်တောင်းနဲ့ရွှေတောင်းပြင်တီးဖို့လီလူတီးပြလောဆမ်းလေးတကကြီးခင်ဗျာအတွက်တီးပြီး